ကဲမင်္ဂလာပါမိတ်ဆွေတွေအခုဆို2026တောင်ရောက်နေပြီနော်သူများတွေ TikTok ပေါ်မှာဗီဒီယိုတွေတင်ပြီးတကယ်ကိုပတ်စံရှာနေကြတဲ့အချိန်မှာတင်ကတော့ခုဒီမြန်မာ region နဲ့ပဲအချိန်ကုန်နေတော့လားဗျာ Okay အခုဒီဗီဒီယိုမှာတော့ Japan region ကိုအလွယ်တကူပြောင်းပြီး TikTok ကနေပတ်စံရှာနိုင်ဖို့အတွက်အစအဆုံးပြောပြပေးသွားမှာမို့အခုပဲအဆုံးထိကြည့်လိုက်ရအောင် TikTok Japan account ကိုအခမဲ့ free ဖွင့်နည်းကိုအတူတူလေ့လာကြည့်ရအောင်ဖိတ်ခေါ်ပါတယ်မိတ်ဆွေပထမဆုံးအနေနဲ့ Japan region သုံးလို့ရမယ့် VPN တစ်ခုကိုအရင်ဖွင့်ပေးပါအောင်ကျွန်တော်ကတော့ဒီမှာ LVCH VPN ကိုသုံးပြပေးတော့မှာပါဗျာကဲ VPN app ထဲကိုဝင်လိုက်ပါပြီးရင် home ကိုတစ်ချက်နှိပ်မယ်ဒီနေရာမှာ Japan server ကိုပြောင်းပေးဖို့မမေ့ပါနဲ့နော်ပြီးပြီဆိုရင်တော့ connect နေရာကိုနှိပ်ပြီးချိတ်လိုက်ပါတော့ကဲ VPN ချိတ်ပြီးပြီဆိုရင်တော့ TikTok app ထဲကိုဝင်လိုက်ပါမယ် profile နေရာကိုနှိပ်လိုက်ပါတကယ်လို့ sign up ကိုတန်းမတွေ့ဘူးဆိုရင်ညာဘက်အပေါ်ကမြင်းချောင်း၃ချောင်းနဲ့ settings နေရာကိုနှိပ်ပေးပါအဲ့ဒီမှာအနီရောင်နဲ့ပေါ်နေလဲ sign up ကိုနှိပ်အောက်ဆုံးက sign up ကိုထပ်နှိပ်လိုက်ပါမယ်ကဲဒီအဆင့်ကတကယ်ကိုအရေးကြီးပါတယ်ကျွန်တော်အခုပြထားတဲ့မြန်မာဆိုတဲ့နေရာမှာဂျပန်လို့ပြောင်းပေးရမှာပါ search bar မှာဂျပန်လို့ရိုက်ရှာပြီးနှိပ်လိုက်ပါဗျာပြီးရင်တော့ email ညဖွင့်မှာမို့ continue with email ကိုနှိပ်ပါမယ်ဒီမှာ Gmail လိပ်စာထည့်ပေးပါဒါပေမဲ့သတိထားရမှာက TikTok မဖွင့်ရသေးတဲ့ Gmail အသစ်ထည့်ရပါမယ်နော်အားလုံးပြီးပြီဆိုရင်တော့ continue နှိပ်လိုက်ပါအခု password ထည့်ရပါမယ်ကျွန်တော်နမူနာပြပေးထားမယ်နော် strong password ဖြစ်ဖို့ဆိုရင်အကြီးစာလုံးအသေးစာလုံးနံပါတ်နဲ့သင်္ကေတတစ်ခုခုကိုရောပြီးထည့်ပေးရပါမယ်ငွေနဲ့ထည့်တဲ့အခါ accession နဲ့ပြဖို့လိုအပ်ပါတယ်။ဘာလို့လဲဆိုတော့ accession နဲ့အောက်ဆိုရင် monetization ဆိုတော့ကပတ်စံရှာလို့မရလို့ပါပဲ။ပြီးရင် continue set လိုက်မယ်။ nickname နေရာမှာတော့ကိုယ့် account ကိုပေးချင်တဲ့နာမည်လေးထည့်လိုက်ပါ။ကျွန်တော်ကတော့အခုနမူနာအနေနဲ့ make money လို့ပဲထည့်လိုက်မယ်။ဒါဆိုရင်တော့ continue နှိပ်ပြီး account တစ်ခုရသွားပါပြီ။ဒါပေမဲ့ account က verify မဖြစ်သေးလို့ profile ကိုပြန်နှိပ်မြင်းချောင်းပုံ settings ကနေဆင့် settings and privacy ကိုဝင်လိုက်ပါပြီးရင် account ထဲက account information ကိုထပ်နှိပ်ပါမယ်ကဲကြည့်လိုက်ပါအောင် account region မှာ Japan region ဆိုတာကြီးရသွားပါပြီ email မှာအနီးစပ်လေးပြနေတာကတော့ verify လုပ်ဖို့ပါemail ကိုနှိပ်ပြီး verify email address ကိုနှိပ်လိုက်ပါ continue ကိုဆက်နှိပ်ပြီး Gmail app ထဲကိုခဏတွားကြည့်အောင်TikTok ကပို့ထားတဲ့ group 6လုံးကိုမှတ်ပြီးဒီနေရာမှာပြန်ရိုက်ထည့်လိုက်ရုံပါပဲ No thanks ကိုနှိပ်လိုက်ပြီကဲအခုဆိုရင်တော့ Japan region TikTok account တစ်ခုအောင်မြင်စွာရတော့ပါပြီခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကဲအခုပြောပြပေးခဲ့တဲ့အကြောင်းအရာလေးကိုသဘောကျတယ်ဆိုရင် like လေးနှိပ်ပြီးတငယ်ချင်းတွေကိုလည်း share ပေးလိုက်ပါအောင်ခင်ဗျာonline ကနေငွေရှာဖို့စိတ်ဝင်စားတဲ့သူတွေအတွက်နီလန်ကောင်းတွေကိုစက်တိုက်တင်ပေးသွားမှာမို့လို့ subscribe နှိပ်ပြီးခေါင်းလောင်းလေးပါတီးထားပေးပါအောင်နော်